မင်္ဂလာပါခင်ဗျာကျွန်တော်တို့နေ့စဉ်ဘဝမှာအမြဲတမ်းကင်တွယ်အသုံးပြုနေပြီမဲ့ဒါကြီးကဘာလို့ဒီလိုပုံစံဖြစ်နေရတာလဲလို့မိကူမထုံမိတဲ့အရာတွေအများကြီးရှိပါတယ်တကယ်တော့ကျွန်တော်တို့မြင်နေရတဲ့တီးတီးမွတ်မွတ်ဒီဇိုင်းလေးတွေနောက်ွယ်မှာအန်အိုးစရာကောင်းတဲ့အကြောင်းရင်းတွေရှိနေတတ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့လူတိုင်းတတိမထားမိတဲ့နေ့စဉ်သုံးပစ္စည်း၅ခုရဲ့လျှို့ဝှက်ချက်တွေကိုတင်ဆက်ပေးသွားမှာပါပထမဆုံးတစ်ခုကတော့အင်ဂျီအသစ်ဝယ်ရင်အတွင်းဘက်မှာပါလာတတ်တဲ့ကြေတီးအပိုနဲ့အစအနာလေးပါလူအများစုကဒါကိုကြေတီးပြုတ်ကြရင်ပြန်တက်ဖို့လို့ထင်ကြပါတယ်ဒါပေမဲ့အဲ့ဒီအထဲမှာပါတဲ့အဝတ်စအလီကိုဘာအတွက်ထည့်ပြီးထားတာလဲသိပါသလားတကယ်တော့အဲ့ဒါဟာတင်းရဲ့အင်ဂျီကိုအစမ်းလျှော်ကြည့်ဖို့ပါဒီအင်ဂျီကိုစက်ပြာနဲ့လျှော်ရင်အယောင်ကျွတ်မလားမီးပူတိုက်ရင်အသားပျက်စီးမလားဆိုတာကိုအင်ဂျီတစ်ထည်လုံးမပျက်စီးခင်ဒီအစအနာလေးမှာအရင်စမ်းသပ်ကြည့်ဖို့ထည့်ပြီးထားတာဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ဂျင်းပေါင်းမီဝတ်သူတိုင်းညင်ဖူးမယ်အိတ်တောင်ကကြီးနီဆွေးချက်လေးတွေပါဒါတွေဟာအလှဆင်ဖို့တတ်တတ်မဟုတ်ပါဘူးဂျင်းပေါင်းမီကိုအလုတ်ကျန်းသမားတွေစတင်ဝတ်ဆင်စဉ်ကအိတ်တွေဟာအလွယ်တကူပြေးထွက်သွားတတ်ပါတယ်အဲ့ဒါကြောင့်အားအနည်းဆုံးနေရာတွေကိုခိုင်ကန့်အောင်အခုလိုဆွေးချက်လေးတွေနဲ့ထိန်းပြီးထားတာဖြစ်ပြီးအခုချိန်ထိအသုံးဝင်နေစေဒီဇိုင်းတစ်ခုဖြစ်ပါတယ်တတိယအချက်ကတော့ကွန်ပျူတာသုံးသူတိုင်းအတွက်ပါတင်းရှိကကီးဘုတ်ရဲ့ F နဲ့ G ခလုတ်ပေါ်မှာအစွန်းလေးတွေပါတာသတိထားမိမှာပါဒါဟာမျက်မမြင်တွေအတွက်မဟုတ်ပါဘူးစာရိုက်တဲ့အခါကီးဘုတ်ကိုမကြည့်ပဲမြန်မြန်ရိုက်နိုင်ကိုလမ်းညွှန်ပြီးတာဒီအစိုးလေးတွေကိုစမ်းမိပြီဆိုတာနဲ့တင်းလက်ညိုးတွေဟာမှန်ကန်တဲ့နေရာကိုရောက်နေပြီလို့အာယုံကြောကတစိမ့်သိနိုင်အောင်ပြုလုပ်ထားတာပဲဖြစ်ပါတယ်စတုထအချက်ကတော့ပေတံပါပေတံတွေမှာဘာလို့တုံညဆိုတာကအစွန်းဆုံးကနေမစတာလေအကြောင်းရင်းကတော့ပေတံကိုကြာကြာသုံးလာရင်အစွန်းတွေကပွန်းသွားတာပေါ့လေအကယ်၍တုံညကအစိုးဆုံးမှရှိနေရင်ပေတံပွန်းသွားတာနဲ့အတိုင်းတာတွေအကုန်မားကုန်မှာပါအဲ့ဒါကြောင့်ဘလောက်ပဲပွန်းအတိုင်းတာမမှားအောင်နေရာလွတ်လီခြံထားရတာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့အားလုံးစိတ်ဆိုးတတ်ကြတယ်မှုတ်အိတ်ထီကလီတွေပါမုံကနေနေလီကအများကြီးလို့ထင်ရပြီမယ်ဒီလီကတကယ်တော့နိုက်ထရိုဂျင်တက်ငွေပါသူကမုံတွေကိုမပုတ်တော့အောင်ကာကွယ်ပြီးတယ်လို့တယူပို့ဆောင်တဲ့အခါမှာလီအိတ်တစ်ခုလို့မုံတွေကြီးမသွားအောင်ကာကွယ်ပြီးထားတာဖြစ်ပါတယ်ဒါကြောင့်လီများလီတိတ်မုံတွေလုံခြုံလီပဲဖြစ်ပါတယ်ကဲအခုပြောပြသွားတဲ့အချက်ထိမှာဘယ်နှချက်ကိုသိထားပြီးပြီလေဒါမှမဟုတ်တခြားထူးထူးဆန်းဆန်းတတိထားမိတာတွေရှိရင်လေကွန်မန့်မှာရေးပေးခဲ့ပါဦးဒီလိုဗဟုသုတဖြစ်တဲ့ဗီဒီယိုလေးတွေကိုအမြဲကြည့်ချင်ရင်လို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ခင်ဗျာ